ဖေရဲ့စကားတွေကိုကြားပြီးတော့မှဆူဆူကအရန်ကိုငိုခဲ့ပါတယ်။သူ့ယောက်ျားနဲ့အတူတူယောက်ျားဟိန်ကိုနွားလေးနဲ့တွားခဲ့ပါတယ်။သူ့ရဲ့စိတ်လေးကိုလည်းခေါ်ခဲ့တာပေါ့။မြင်လေကပြောင်းမိုးခင်းတဲကနေဖြတ်တဲ့အခါမှာတော့ဆူဆူကအံ့ဩပြီးတော့မှလေးပတ်လေးလန့်လုံးကြည့်ခဲ့ပါတယ်။စိတ်လန့်ဆိုပြေးနေတဲ့ပြောင်းမှုဆိုင်ခင်းကိုကြည့်ပြီးတော့မှဆူဆူကအရန်ပျော်ခဲ့ပါတယ်။သူကသူ့ယောက်ျားကိုပြောတယ်။ဒီဆိုင်ခင်းကအရန်ကိုလာတာပဲနော်။ဒီပြောင်းမှုတွေကိုခူးကျင်တယ်။ယောက်ျားဖြစ်သူကတော့ပြုံးခဲ့ပါတယ်။ဒါပေမဲ့လည်းဘာမှမပြောခဲ့ပါဘူး။သူ့ရဲ့မျောလင်းချက်တွေကဘယ်ချိန်မှပြတ်သွားလေဆိုတော့ယောက်ျားရဲ့အိမ်ရောက်တဲ့အခါမှာပေါ့။ယောက်ျားရဲ့အိမ်ကတဲတစ်ခုပဲဖြစ်ခဲ့ပါတယ်။အဲဒီတဲရဲ့အရှိမောင်ရှောက်ခမနဲ့ရောင်မကရက်နေခဲ့ပါတယ်။ဆူဆူကနွားလေးပေါ်ကနေဆင်းလာတယ်။သူ့ရဲ့စိတ်လေးကိုလည်းထလာခဲ့တာပေါ့။ဒါပဲကျမတို့အိမ်လား။ဟုတ်တယ်လေဘာလို့လဲ။နန်းတော်လို့ထင်ပြီးတော့မှအဲ့ဒီမျောလင်းချက်နဲ့လာခဲ့တာလား။ဆူဆူကကြောက်ပြီးတော့မှသူ့ရဲ့ရောက်ခမရဲ့ခြေထောက်ကိုကန်ခဲ့ပါတယ်။ဘလို့စင်းရဲသားကိုယူလာတာလေသူ့အဖေကပြောတော့ကြတော့တင်တောင်းတဲ့အနေနဲ့စိုက်ကယ်ရီကားတွေပေးမယ်ဆိုအခုကျတော့ဘာရခဲ့လို့လဲဘာမှမရဘူးမလားမပေးဘူးဆိုလေအကျွေးတင်သွားတာပေါ့အမေရဲ့ဘာမှမဖြစ်ပါဘူးသူအကျွေးဆက်ရလိမ့်မယ်သူကဘာအကျွေးဆက်မှာတော့သူ့အပေါ်ပို့ပြီးတော့ငွေတွေကုန်ကျနေအောင်မှာသူကထက်ပြီးစိတ်ကိုယ်ရာမှခေါ်လာသေးတယ်သူကတော့ဒီမှနေပြီးအလကားစားမှာပေါ့ဆူဆူကဒီစကားတွေကြားပြီးတော့မှအရန်ကိုစိတ်နာခဲ့ပါတယ်ဒါပေမဲ့လည်းဘာမှမပြောခဲ့ပါဘူးအခုချိန်မှာတော့ဆူဆူရဲ့အိမ်မက်တွေကတော့ကြိုက်ချိုးသလိုဖြစ်သွားခဲ့ပါပြီသူစဉ်းစားထားတာနဲ့သူအခုနေရမယ့်အိမ်တွေကတခြားစီပဲဖြစ်နေခဲ့ပါတယ်သူထင်တာတော့ဒါတွေကတရက်မဟုတ်တရက်ပြောင်းလဲသွားမှာပဲလို့ထင်နေခဲ့ပါတယ်ဒါပေမဲ့လည်းနေ့တိုင်းပဲသူ့ရောက်ခမနဲ့ရောင်မကသူ့ကိုအရန်နှိပ်စက်ခဲ့ပါတယ်အမေဒီမှာလာကြည့်ပါဦးဒီဘရင်မကအရန်ကိုအေးလို့တဲ့ဖျားသွားတာအဲ့ဒါကြောင့်နဲ့ရေသွားမခတ်နိုင်ဘူးလို့ပြောနေတယ်အဲ့ဒီအချိန်မှာပဲရောက်ခမဖြစ်သူကပြေးလာပြီးတော့မှအရန်ဒေါသထွက်ပြီးစွတ်စွတ်ကိုပါရိုက်လိုက်ပါတယ်ပြီးတော့ပြောတယ်ငါတို့အိမ်မှာလာပြီးတော့မှဟန်ဆောင်မပြနဲ့ဒါတွေကနင့်အဖေအိမ်မှာပဲလှုပ်လို့ရမယ်မက်ငါတို့အိမ်မှာဒါမျိုးအချိုးလားမချိုးနဲ့ဒီလိုအချိုးတွေချိုးချင်တယ်ဆိုလို့ရှိရင်တော့အိမ်ပြင်မှာဘာအဝတ်စားမှမပါပဲထုတ်ပစ်လိုက်မယ်အမြန်ထပြီးရေခတ်ပြီးတော့ခြံထဲမှာရေသွားလောင်းနေမကောင်းဖြစ်နေတဲ့ဆူဆူကတော့ရေသွားခတ်ပြီးတော့မှအပင်ဒီကိုရေလောင်းခဲ့ပါတယ်ပြီးတော့ခြံနေလည်းရှင်းခဲ့ရတာပေါ့အလုံးလုံးရင်းနဲ့သူကဒီအရာကိုပဲတွေးနေခဲ့ပါတယ်အဖေပြောတာတော့ငါရဲ့ဘဝကိုပြုတ်ပြင်လို့ရတယ်ဒါပေမဲ့လည်းဒီမှာတော့သူတို့ရဲ့ခွင့်ပြုချက်မပါဘဲနဲ့ငါကအသက်တောင်ရှူလို့မရတော့သလိုဖြစ်နေတယ်နေမထွက်ခင်အရင်အလောက်ကစတယ်အဲ့ဒီနောက်မှာဒီအလောက်ကပြီးကိုမပြီးနိုင်တော့ဘူးဒီလိုနဲ့ရက်တွေကုံဆုံးခဲ့ပါတယ်ဆူဆူအတွက်ကတော့ဘဝကြီးကပိုပြီးခက်ခဲနေခဲ့တယ်ယောက်ျားဖြစ်သူကလည်းအမေနဲ့ညီမအရှိမဘာမှမပြောနိုင်ပါဘူးတညမှာတော့ဆူဆူကသူ့ရဲ့ယောက်ျားကိုရှင်ဖွင့်စကားတွေပြောနေခဲ့ပါတယ်ယောက်ျားကြီးဒီဘဝကြီးကအမြဲတမ်းဒီတိုင်းပဲဖြစ်နေရောမှာလားဒီလိုပဲပြောင်းမှုဆိုင်ခင်းတွေကြားမှာပဲဘဝကြီးကကုံဆုံးသွားတော့မှာလားဟုတ်တယ်လေနင်ကဘယ်လိုဘဝမျိုးကိုမျှော်လင့်ထားတာလဲငါတို့ရှိမှရှိတယ်လို့ပဲနေရမှာပေါ့ဒါပေမဲ့လည်းသိပ်ပြီးစကားမပြောနဲ့တော့အမေနဲ့ညီမဘာပြောလဲအဲ့ဒါပဲလို့ပြီးတော့ဘာအိမ်မက်မှမတ်မနေနဲ့အိမ်မက်တွေကဖြစ်မှလည်းမဟုတ်ဘူးအဲ့လိုပြောပြီးယောက်ျားဖြစ်သူကတစ်ဖက်လှည့်ပြီးအိတ်သွားခဲ့ပါတယ်ဒီလိုနဲ့ဆူဆူကလည်းငိုပြီးတော့မှအိတ်ခဲ့ရတယ်ဒီလိုပဲရက်တွေကုံဆုံးခဲ့ပါတယ်ဒီလိုပဲတီးခတ်နေခဲ့ရတာပေါ့တနေ့မှာတော့သူ့ရဲ့တီးခတ်မှုတွေကအတိုင်းအတာထက်လွန်သွားခဲ့ပါပြီအဲ့ဒါကဘယ်နည်းလဲဆိုတော့ရောက်ခမဖြစ်သူကဒီလောက်ထိအေးတဲ့ဆောင်းရသည်မှာအိမ်ကနေအိမ်ပြင်ထုတ်ပြီးတော့ရိုက်နေခဲ့ပါတယ်ဆူဆူရဲ့စိတ်ကလည်းသူနဲ့အတူတူရှိနေခဲ့ပါတယ်အဲ့ဒီစိတ်လေးကဒါတွေကိုကြည့်ပြီးတော့မှအရန်ကိုဒေါသထွက်ခဲ့တယ်ပြီးတော့အော်နေခဲ့ပါတယ်ဒေါသထွက်ပြီးတော့မှသူ့ရဲ့ရောက်ခမဖြစ်သူကိုအားနဲ့ခွေလိုက်ပါတယ်သူကရောက်ခမဖြစ်သူကပြုတ်ကျပြီးတော့မှအော်ခဲ့ပါတယ်အမလေးငါ့ကိုတတ်လိုက်ပြီပဲသူ့ရဲ့စိတ်ကအရန်ဆိုးတာပဲငါခါကိုချိုးလိုက်ပြီပဲသမီးရဲ့လာခဲ့ပါအောင်အမေရဲ့အတန်ကိုကြားပြီးတော့မှသမီးကဒုက္ခပြီးထွက်လာခဲ့ပါတယ်သမီးဖြစ်သူကလည်းအဲ့ဒီစိတ်ကိုရိုင်းမလို့လုပ်ပါတယ်မရိုက်ခင်မှာပဲစိတ်ကသူ့ကိုပါခွေလိုက်တယ်အမလေးသူကစိတ်ရောဟုတ်ရက်လားအေးပါပြီအဲ့ဒီအချိန်မှာသမီးဖြစ်သူကကြောက်ပြီးတော့မှထွက်ပြေးခဲ့ပါတယ်အမေရဲ့ထွက်ပြေးတော့သမီးကတော့ထွက်ပြေးတော့မယ်ဒီစိတ်ထဲမှာတရေများဝင်ပူးနေလားမသိဘူးဒီမှာပဲစက်နေရင်တော့သမီးတို့ကိုတက်ပစ်လိုက်လိမ့်မယ်အဲ့ဒီကနေစားပြီးတော့မှရောက်ခမနဲ့ရောင်မကကျူစုကိုနှိပ်စက်ဖို့လုပ်တဲ့အခါမှာပဲအဲ့ဒီစိတ်ကသူတို့ကိုခွေတယ်ဒါကြောင့်မလို့သူတို့ကလည်းစိတ်ကိုကြောက်နေခဲ့ကြရတာပေါ့တညမှာတော့
ဆူဆူရဲ့ယောက်ျားလာတဲ့အခါမှာအမေနဲ့ညီမကဆူဆူအကြောင်းနဲ့အကုန်ပြောခဲ့ပါတယ်ပြီးတော့သွေးခွဲခဲ့တယ်အဲ့ဒီအချိန်မှာယောက်ျားဖြစ်သူကစိတ်တူပြီးတော့မှဆူဆူကိုရိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာစိတ်လေးကပြန်ရောက်လာခဲ့ပါတယ်ရောက်လာတဲ့အခါမှာတော့ယောက်ျားဖြစ်သူကစိတ်ကိုပါရိုက်ခဲ့တယ်စိတ်ကိုရိုက်တဲ့အခါဆူဆူကမခံနိုင်တော့ပါဘူးသူမှလည်းစွမ်းအားတွေရှိလာခဲ့ပါတယ်ဒါကြောင့်မလို့သူ့ရဲ့ယောက်ျားလက်ကိုလိန်ချိုးပြီးတော့မှပြောခဲ့တယ်တော်တော့ဒီလောက်ဆိုတော့ပြီဒီနေ့ကနေစပြီးကျမဒါမှမဟုတ်လို့ရှိရင်ကျမရဲ့စိတ်ကိုရိုက်ရိုက်ကြည့်ခမားတို့ရဲ့လက်တွေကိုချိုးပြစ်မှာခမားတို့ကမိန်းကလေးတယောက်ကိုဘာများမှတ်နေရတော့ခမားတို့လှုပ်ချင်တိုင်းလှုပ်လို့ရမယ်များထင်နေလားကျမတို့ကလည်းလူသားတယောက်ပါပဲကျမလည်းအေးတက်တယ်ကျမလည်းနာတက်တယ်ကျမမှမျောလင်းချက်တွေအများကြီးနဲ့ဒီကိုလာခဲ့တာဒီလိုနဲ့ဆူဆူကတော့ရွာမှာရှိတဲ့တခြားမျိုးသမီးတွေကိုလည်းခေါ်ပြီးတော့မှသူ့ရဲ့အကြောင်းကိုပြောပြပါတယ်ပြီးတော့သူတို့တွေကိုလည်းစွမ်းအားတွေပေးခဲ့တယ်စိတ်ခွန်အားတွေပေးခဲ့တယ်သူ့လိုမျောလင်းချက်တွေမကြိုးအောင်ပေါ့ကျမတို့ကိုယ်တိုင်ပြောင်းလဲမှအရာရာတိုင်းကဖြစ်မှာဘယ်သူမှလာပြီးပြောင်းလဲပြီးမှမဟုတ်ဘူးကျမတို့ရဲ့အခွင့်အရေးအတွက်ကျမတို့ကရင်ဆိုင်မှဖြစ်မယ်ဆူဆူရဲ့စကားကိုကြားပြီးတော့မှတခြားမျိုးသမီးတွေကလည်းလက်ခုပ်တီးကြတယ်ဆူဆူရေနင်ကငါတို့ကိုလမ်းပြပေးခဲ့တာပဲနင်ကိုအရင်ကျေးဇူးတင်တယ်ကျမတို့ကကျမတို့ရဲ့အခွင့်အရေးအတွက်ရင်ဆိုင်မယ်ဆိုလို့ရှိရင်တေချာပါအောင်မြင်မှာပါအခုချိန်မှာတော့ဆူဆူကအဲ့ဒီတဲလေးမှာပဲနေပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ဆုံးဖြတ်ချက်သူ့ရဲ့စံသားနဲ့ပဲနေခဲ့ပါတယ်ရှောက်ခမရောင်မနဲ့သူ့ယောက်ျားကလည်းအရှင်လိုမဟုတ်တော့ပါဘူးသူတို့တွေအားလုံးပေါင်းပြီးတော့မှစုကိုကူညီပေးကြတယ်ဆူဆူရဲ့စိတ်လေးကတော့အမြဲတမ်းဆူဆူဘက်ကပဲရှိနေပေးတယ်ဒီလိုနဲ့မိသားစုအားလုံးပျော်ရွှင်ပဲနေထိုင်သွားကြပါတော့တယ်